အားလုံးပဲမင်္ဂလာပါလွင် channel ကျွန်တော်ရဲ့ကဏ္ဍ channel ကနေပြီးတော့ပြန်လဲကြိုးဆိုပါတယ်ဆိုတော့ပွဲစဉ်17ကိုကျွန်တော်တို့ရောက်ရှိလာပြီဖြစ်တယ် Premier League ပွဲစဉ်17ဖြစ်ပါတယ်ဆိုတော့ဒီတစ်ပတ်ထူးထူးခြားခြားပဲကျွန်တော်တို့အသင်းရဲ့ captain ဟောင်းကြီး Granit Xhaka နဲ့ပြန်ပြီးတော့တွေ့ရတော့မှာဖြစ်တယ်ဆိုတော့ဒါ official ပွဲပေါ့နော်ကျွန်တော်တို့ဒီ professional league တွေရဲ့ official ပွဲမှာအချာကထွက်သွားပြီးတဲ့ကကျွန်တော်တို့ဒီ Arsenal နဲ့ပြန်မတွေ့သေးပါဘူးဆိုတော့ Leverkusen နဲ့တော့ငါကျွန်တော်တို့ဒီခြေစမ်းပွဲလောက်ပဲပေါ့နော်အဲ့ဒီအချိန်မှာပဲတွေ့ထားတာဆိုတော့အခုဒါ Premier League မှာSunderland အသင်းနဲ့အတူတူပွဲစဉ်17ကိုကျွန်တော်တို့ကစားရတော့မယ်ဆိုတော့အခု Sunderland ကိုဒီနှစ်မှရောက်ရှိလာတဲ့ကျွန်တော်တို့ရဲ့ကွင်းလယ်ကစားသမားဟောင်း Xhaka က Sunderland မှာလည်းကွင်းလယ်မှာပဲကစားပြီးတော့တမ်းပြီးတော့အသင်းကောင်းဆောင်ဖြစ်သွားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီအသင်းကောင်းဆောင်လုံးဝစိတ်တဲ့အပြည့်ရှိတဲ့ကစားသမားတစ်ယောက်ကိုကျွန်တော်တို့ Sunderland ကရရှိခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ Arsenal အသင်းနေနဲ့လည်းဒါကိုယ့်ရဲ့ကစားသမားဟောင်းပေါ့နော်ဆိုတော့ Xhaka ဆိုတာကလည်းကျွန်တော်တို့ဒါကစားသမားဟောင်းလို့ပြောပေမဲ့လည်းအဲ့ဒါတည်းပို့ပြီးတော့အများကြီးကျွန်တော်တို့ဒီ Arsenal ပရိသတ်တွေသူ့ကိုချစ်ပါတယ်ဘာလို့လဲဆိုတော့ဒါကျွန်တော်တို့ Arsenal မှာတောက်လျှောက်ကစားပေးခဲ့တဲ့အချိန်မှာသူအများကြီးပေးဆက်ခဲ့တယ်နောက်အသင်းကနေသူထွက်သွားတာမဟုတ်ပါဘူးကျွန်တော်တို့ဒီအသင်းကနေပြီးတော့ရောင်းလိုက်တာပါဆိုတော့ဒီအသင်းရဲ့အပြောင်းလဲတွေမှာ Xhaka အတွက်ဒါဘယ်လိုပြောရမလဲနေရာမရှိဘူးလို့ပဲပြောရမှာပေါ့နော်အဲ့ဒီအခြေအနေကိုသူတို့ကသုံးသပ်ပြီးရောင်းလိုက်တာပါဒါပေမဲ့ရောင်းလိုက်တယ်ဆိုပေမဲ့ကျွန်တော်တို့ကစားသမားက Leverkusen အသင်းနဲ့တူအောင်မြင်မှုတွေရရှိပြီးတော့အခုဒီ Sunderland မှာလည်းဒါအောင်မြင်နေတယ်လို့ကျွန်တော်တို့ပြောရမှာပါကွင်းလယ်မှာသူ့ရဲ့ဖန်တီးမှုတွေနဲ့အတူတူ Sunderland တင်ကလုံးဝအခုဆိုလို့ရှိရင်ဒါ Man City Liverpool တို့နဲ့ဒါ Liverpool နဲ့ဆိုအမှတ်တူတယ်ပေါ့နော်အမှတ်တူပြီးတော့ကျွန်တော်တို့အဆင့်၄နေရာမှာရှိနေတယ်တကယ်ကောင်းတဲ့အသင်းဖြစ်နေပါတယ်ဒါXhakaရဲ့ဥဆောင်မှုနဲ့အတူတခြားကစားသမားတွေလည်းကောင်းပြီးတော့ Sunderland တင်ကဒီနှစ်မှတန်းတက်လာရဆိုပေမဲ့တင်းမော့ကောင်းကောင်းနဲ့ကျွန်တော်တို့ Premier League မှာဒါပွဲစဉ်တိုင်းကိုရှင်ပြိုင်နေတာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးကစားခဲ့တဲ့ကျွန်တော်တို့ပွဲစဉ်တွေမှာတို့ကရှုံးပွဲတစ်ပွဲပဲရှိခဲ့ပြီးတော့အဲ့ဒီဟာရဲ့နောက်ဆုံးပွဲစဉ်ပေါ့နော်အခုကျွန်တော်တို့ပွဲစဉ်30ပေါ့ပွဲစဉ်30မှာတော့ Everton အသင်းကိုတို့အိမ်ကွင်းမှာလက်ခံကစားပေမဲ့လည်းတို့1-1ဆိုတဲ့တည်ရလက်သားရရှိထားတာဖြစ်ပါတယ်ဆိုတော့ဒီအာဆင်နယ်အသင်းကတော့ကျွန်တော်တို့သိတဲ့အတိုင်းပဲတောက်လျှောက်ကျွန်တော်တို့နိုင်ပွဲတွေဆက်နေတယ် Premier League မှာရော Champion League မှာရောနောက်ပြီးတော့ဂျားထဲမှာကန်တဲ့ကျွန်တော်တို့ဒီ EFL Cup တွေမှာရောအကုန်လုံးကျွန်တော်တို့ကနိုင်ပွဲရာနှုန်းပြည့်ဆက်ပြီးတော့အခုချိန်မှာတော့လုံးဝဥရောပရဲ့အကောင်းဆုံးအသင်းလို့ပြောလို့ရပါတယ်အဲ့လိုအခြေစွမ်းမျိုးကိုပိုင်ဆိုင်ထားပြီးတော့ clean sheet ကလည်းတောက်လျှောက်ကျွန်တော်တို့ပွဲမပေးရတာအောက်တိုဘာလတွေရပါတော့အခုကျွန်တော်နိုဝင်ဘာလတွေရောက်ရှိလာပြီဆက်ပြီးတော့ကျွန်တော်တို့ဒီ Champion League ပွဲမှာပေးကိုလုံးဝမရှိဘဲနဲ့ဆက်ပြီးနိုင်ထားပါတယ်ဆိုတော့ဒီလိုအခြေအနေမျိုးမှာရှိနေတဲ့ Arsenal အသင်းကပုံစံကောင်းတွေရနေတဲ့ Sunderland အသင်းရဲ့အိမ်ကွင်းမှာတွားပြီးတော့ကစားရမှာဖြစ်တဲ့အတွက်ဒီနေ့ပွဲကလည်းကျွန်တော်တို့ဒါလွယ်တယ်လို့ပြောလို့မရပါဘူးတကယ်ကိုခက်တဲ့ပွဲဖြစ်လာမှာပါဒါပေမဲ့ကျွန်တော်တို့ Arsenal ကစားသမားတွေအနေနဲ့ဒီ clean sheet ရတဲ့စံချိန်ကိုဆက်ပြီးတော့ထိန်းသွားမယ်ဆိုတာကတော့ကျွန်တော်ယုံကြည်ပါတယ်ဘာလို့လဲဆိုတော့ဒီဂျားထဲမှာကန်ခဲ့တဲ့ကျွန်တော်တို့ဒီ Champion League မှာကြည့်မယ်ဆိုလို့ရှိရင်ကစားသမားတွေကအဲ့ဒီ clean sheet ရဖို့အတွက်ကိုအရန်ကိုဆန္ဒပြင်းပြပြီးတော့သူတို့ကိုယ်တိုင်ကအဲ့လိုဘယ်လိုပြောရမလဲဒီမလိုအပ်တဲ့အမှားမျိုးကိုမလုပ်ပဲနဲ့ပေါ့နော်နောက်ပြီးတော့ဒီကျွန်တော်တို့ဒီ penalty ပေးလိုက်ရတဲ့အခြေအနေမျိုးတွေမှာတော့မှရအောင်ဒီ penalty အခြေအနေမျိုးကိုပြန်ပြီးတော့အတိုင်းတွေကို pressure ပေးပြီးတော့ VAR ပြန်ကြည့်ဖို့အတွက် pressure ပေးတာတို့ဘာလို့ဆိုတာကဂိုးပေးရမှာအရန်ကြောက်နေတဲ့ပုံစံမှာနိုင်နာကနောက်ဒီနိုင်နာနိုင်နေပြီပေါ့နော်နိုင်နေတဲ့အခြေအနေမှာတော့သူတို့ clean sheet ပဲလိုချင်တယ်ဆိုတဲ့စိတ်ဓာတ်မျိုးကိုကျွန်တော်တို့ပြီးခဲ့တဲ့ Champion League ပွဲမှာတွေ့ခဲ့ရတယ်ဆိုတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်းအဲ့ဒီစံချိန်ကိုဆက်ထိန်းဖို့သူတို့စ조사မယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီ Sunderland ရဲ့အခုခြေစမ်းရဆိုလို့ရှိရင်နည်းနည်းခက်ပါတယ်ကျွန်တော်တို့ဒီ clean sheet ရဖို့ပြောသလောက်မလွယ်ပါဘူး Sunderland တင်ကွင်းမှာသွားကစားရမယ်ဆိုဒါပေမဲ့ကျွန်တော် Arsenal ကစားသမားတွေဆက်ပြီးစ조사မယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်ဆိုတော့လူစီရင်အနေနဲ့ကျွန်တော်ကြည့်လိုက်ကြအောင်အခုကျွန်တော်ဒီမှာပြထားတဲ့အတိုင်းပဲလူစီရင်ကတိုက်စစ်မှုက Merino ပဲအထောင်ထားပြီးထွက်လာနိုင်ခြေရှိပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအခုဒဏ်ရာရကစားသမားတွေများနေတယ်ကျွန်တော်တို့ဒီGyökeres ဆိုလို့ရှိရင်လည်းဒါဒဏ်ရာရနေတယ်ကျွန်တော်တို့ဒီပွဲပြီးသွားလို့ရှိရင်နိုင်ငံတကာပွဲတွေလာတော့မယ်အဲ့ဒါပြီးသွားမှကျွန်တော်စပါးနယ်ပွဲမှာ Premier League ပြန်ကန်ရမယ်ဆိုတော့အဲ့ Premier League ပွဲကြမှာဒီကစားသမားတွေတော်တော်များများပြန်လာမယ်အဲ့ချိန်ထိကကျွန်တော်တို့တိုက်စစ်မှာ Merino တယောက်ပဲဥဆောင်ပြီးသွားမယ်လို့ထင်ပါတယ်နောက်သတင်းကောင်းတစ်ခုပြောရမယ်ဆိုလို့ရှိရင် Jesus ကအခုကျွန်တော်တို့
ဒီအသင်းကြီးနဲ့အတူတူ training တွေအကုန်လုံး full training ကိုသူဝင်နေပြီဖြစ်ပါတယ်ဆိုတော့ဒီ stamina ဘိုင်းပေါ့နော်ကြန့်ခိုင်မှုအပိုင်းကတော့ကျွန်တော်တို့အနေနဲ့ဘယ်လိုမှမသိနိုင်ပါဘူးဆိုတော့အခုလောဆယ် training ဝင်နေပြီဆိုတဲ့အကြောင်းကိုပဲသိရတဲ့အတွက်ကြောင့်ဂျေဇူးကဒီနေရာမှာပွဲထွက်လာနိုင်မလားဆိုတာစောင့်ကြည့်ရပါမယ်ဒါပေမဲ့ကျွန်တော်တို့ဒီ Arteta ရဲ့တောက်လျှောက်အခုကျွန်တော်တို့ Arteta ကိုကြည့်ခဲ့တဲ့ယာတီပေါင်းမနေတော့ဘူးသူရဲ့လုပ်ပုံရဆိုလို့ရှိရင်တော့ဒန်ရန်ကစားသမားကိုချက်ချင်း first line ရပေးရဆိုတာရှားပါတယ်ဆိုတော့ဒုတိယပိုင်းလောက်မှကျွန်တော်လူစားလဲအနေနဲ့သုံးနိုင်ပါတယ်ဒီနေ့ပွဲမှာတော့ဂျေဇူးလူစင်းထဲမှာပါဝင်လာနိုင်ကြတော့များပါတယ်အကယ်၍ပါဝင်လာမယ်ဆိုလို့ရှိရင်တော့လူစားလဲကစားသမားအဖြစ်နဲ့ဒုတိယပိုင်းမှာကျွန်တော်တို့မြင်ရနိုင်ပါတယ်ဆိုတော့ဒါတကယ်သတင်းကောင်းပါဆိုတော့ဂျေဇူးအနေနဲ့ Premier League မှာရုန်းကန်ရပေမဲ့ကျွန်တော်တို့ဒီ Champions League မှာဆိုရင်တကယ်ကောင်းခဲ့တာမနစ်ကကျွန်တော်တို့ဒီ Champions League ပွဲတွေမှာဂျေဇူးခြေစွမ်းပြတာကိုဒီကြည့်ခဲ့ဘူးတဲ့လူတွေဆိုတော့အကုန်သိပါတယ်ဆိုတော့ကျွန်တော်တို့ဒီ Premier League တင်မဟုတ်ပဲ Champions League မှာပါတကယ်ဟိုအတွေ့အကြုံရှိတဲ့ကစားသမားတို့ကျွန်တော်တို့ပြန်ရတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ပွဲမှာလည်းဒါ Yorkras နောက် Kai Havertz ကျွန်တော်တို့တိုက်စစ်မှု2ယောက်လုံးနာနေတဲ့အချိန်မှာ Merino ကတောက်လျှောက်ထိန်းလာပေးတယ်ဂိုးတွေလည်းသွင်းပေးတယ်ဆိုတော့ဒီနေ့ပွဲမှာ Merino ကအထောင်တိုက်စစ်နေနဲ့ထွက်လာနိုင်ခြင်းများပါတယ်အဲ့ဒီတိုင်းပဲကျွန်တော်တို့ဒီပွဲဆက်များနဲ့ Merino ကိုအနားပေးမယ်ဆိုရင်ဂျေဇူးသာတကယ်ပြန်ကောင်းလာပြီဆိုရင်ဂျေဇူးကဒီနေရာကိုအရန်အနေနဲ့ဒုတိယပိုင်းမှာပြန်ပြီးဝင်ကစားနိုင်ပါဆိုတော့ကျွန်တော်တို့မှာကစားသမားတွေတဖြည်းဖြည်းနဲ့ပြန်ပြီးပါလာပါပြီနောက်တစ်ခုကကျွန်တော်တို့ဒီတောက်မှန်မှာပေါ့နော် Trossard ပွဲထွက်လာနိုင်ခြင်းရှိတဲ့အတွက်ကြောင့် Trossard နေရာကိုလည်းကျွန်တော်တို့အရန်ကစားမဲ့ကျွန်တော်တို့ Martinelli ကနာနေတဲ့အတွက်ကြောင့် Martinelli နေရာကိုလည်းဂျေဇူးကပြန်ပြီးဖြည့်နိုင်တဲ့ကစားသမားဖြစ်ပါတယ်ဆိုတော့ဘယ်တောင်မှန်တိုက်စစ်ကတခြားဒီကျွန်တော်တို့မှွေပြီးကစားနိုင်တဲ့ကစားသမားတူလည်းဖြစ်သလိုကျွန်တော်တို့တိုက်စစ်ပေါ့နော်အထောင်တိုက်စစ်ကိုလည်းကစားနိုင်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကစားသမားတွေအတွက်အရန်ကစားသမားရိုးအရန်ကစားသမားမဟုတ်ဘူးပေါ့နော်တကယ်ကိုကပအဆင့်အရန်ကစားသမားတယောက်ကျွန်တော်တို့ထက်ရတဲ့ပုံစံမျိုးဖြစ်မှာဆိုတဲ့အတွက်ကြောင့်တကယ်ကောင်းပါတယ်ဆိုတော့တိုက်စစ်ကကျွန်တော်တို့ဒီမှာပြထားတဲ့အတိုင်း Trossard Merino နဲ့ကျွန်တော်တို့ရဲ့ဒီဟိုဘောဘူကာယိုဆာကာပဲထွက်လာမှာပါကွင်းလယ်မှာကျွန်တော်တို့ Rice ရဲ့ Zubimendi ရဲ့နောက်ပြီးတော့ LC ပေါ့နော်ဆိုတော့ပွဲထွက်လာပြီးတော့နောက်တန်းကလည်းဒီတိုင်းမှာပဲ Calafiori Gabriel နောက်ပြီးတော့ Saliba နဲ့ကျွန်တော်တင်ပါကိုသမား Raya နဲ့ပွဲထွက်လာမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒါပြီးသွားရင်ကျွန်တော်တို့ဒီနိုင်ငံတကာ international ပွဲတွေရဲ့ break ဖြစ်ပြီးဆိုတဲ့အတွက်ကြောင့်ဒီနောက်ဆုံးပွဲကို Arsenal အနေနဲ့လူစရင်ကောင်းနိုင်သမျှအကောင်းအောင်သူတို့ထုတ်ပြီးတော့အပြည့်နဲ့ကစားသွားမှာသိကြပါတယ်ဘာဖြစ်လို့ဒီပွဲကို Arsenal နိုင်ဖို့အရေးကြီးလဲဆိုတော့နောက်တစ်ချက်ကကျွန်တော်အနီးကပ်ဆုံးပြိုင်ပွဲဖြစ်တဲ့Man City နဲ့ Liverpool ကဒီတစ်ပတ်တနင်္ဂနွေနေ့ညမှာကစားမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီနှစ်သင်းကန်နဲ့ရလက်ဘလို့ပဲထွက်နေဥပမာနှစ်သင်းလုံးတရေပဲကြတသင်းရှုံးသွားတာပဲဖြစ်ဆိုတော့ရှုံးသွားလို့ရှိရင်ရှုံးသွားတဲ့အသင်းကအမှတ်ပြတ်ပြီးကြံခဲ့မှာဖြစ်တယ်လို့တရေကြပြီဆိုရင်နှစ်သင်းလုံးက Arsenal နဲ့အမှတ်ပြတ်ပြီးကြံခဲ့မဲ့အခြေအနေမျိုးကိုရောက်ရှိသွားမှာဖြစ်ပါတယ်ဆိုတော့အဲ့အခြေအနေမျိုးဖြစ်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့ Arsenal ကဒီနေ့စန်တာလန်နဲ့ပွဲကိုအနိုင်ကန်ထားဖို့လိုပါတယ်ဆိုတော့အနိုင်ကန်ထားပြီဆိုလို့ရှိရင်ဟိုဘက်ကဘယ်အသင်းမှဖြစ်ကျွန်တော်တို့ရှုံးသွားပြီဆိုရင်ရှုံးတဲ့အသင်းကတော့ဒီချန်ပီယံပြိုင်ပွဲမှာတော်တော်ကိုအမှတ်ပြတ်ပြီးကြံခဲ့ပြီလို့ပြောလို့ရပါတယ်တရေသာကြမယ်ဆိုရင်နှစ်သင်းလုံးကအာဆင်နယ်နဲ့ထပ်ပြီးအမှတ်ပြတ်မှာဖြစ်ပါတယ်ဆိုတော့ကြောင့်ဒီနေ့ပွဲကိုအာဆင်နယ်ကအနိုင်ရရှိဖို့အရန်အရေးကြီးပါတယ်ဆိုတော့ခြေစမ်းရပြောရမယ်ဆိုတော့ခုနပြောတဲ့ဒိုင်းဆန်ဒါလန်ကလည်းခြေစမ်းဆိုးနေတဲ့အသင်းမဟုတ်ပါဘူးဒါပေမဲ့အာဆင်နယ်နဲ့ရှင်ကန်ဖို့အတွက်ကတော့သူတို့ရဲ့တောက်လျှောက်ကန်လာတဲ့အတိုင်းပဲကျွန်တော်တို့5-4-1နဲ့ပဲအာဆင်နယ်ကိုပိတ်ပြီးကစားသွားမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့အာဆင်နယ်အနေနဲ့သူက set piece မှာလုံးဝအခုလောလောဆယ်ဆိုအကောင်းဆုံးအသင်းဖြစ်နေတဲ့အတွက်ကြောင့်အကယ်၍ပိတ်ကစားမယ်ဆိုရင်ဒီလိုပဲခေါင်းတိုက်6တွေနဲ့အတူထပ်ပြီးဆန်ဒါလန်ကိုအနိုင်ယူမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဒါပေမဲ့ဆန်ဒါလန်ဘယ်လိုကစားမလဲဆိုတာကိုပွဲထွက်မှကျွန်တော်တို့သိရမှာဖြစ်တဲ့အတွက်ကြောင့်ဆန်ဒါလန်ရဲ့ကစားပုံပေါ်လိုက်ပြီးအာဆင်နယ်ကကစားသွားဖို့ဒါအခြေအနေများတယ်ဆိုတဲ့အတွက်ကြောင့်ထပ်ပြီးပိတ်ကစားမယ်ဆိုရင်တော့ကျွန်တော်တို့ set piece ကိုတွေနဲ့အတူတူအာဆင်နယ်ကိုပြန်ပြီးတော့တွေ့ရမှာပါဆိုတော့ဂိုးရလက်အနေနဲ့ကျွန်တော်အနေနဲ့ဒါဒီနေ့ပွဲမှာ clean sheet ရဖို့များတယ်လို့ကျွန်တော်ထင်ပါတယ်ဘာလို့ဆိုတော့ခုနပြောတဲ့အတိုင်းချန်ပီယံလိမှာကျွန်တော်တို့ကစားသမားတွေရဲ့ clean sheet ရလို့စိတ်များနေတဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့ဒီပွဲမှာလည်းအာဆင်နယ်ကဂိုးအများကြီးပြတ်မှာမဟုတ်ပါဘူး 1-0 သို့မဟုတ် 2-0 လောက်နဲ့အနိုင်ရရှိသွားမယ်လို့ထင်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်